မေကပြတရားဝင်ကြီးညာလိုက်တဲ့ပရိသတ်တွေနှမျိုးတသက်ဖြစ်ရမယ့်သတင်းစကားတရုတ်ဆောင်မေကပြကတော့သူမရဲ့အနုပညာခီးလန်းကိုဒီနေရာတင်ပြီးဆုံးတိုင်းအဆုံးတက်လိုက်ပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။အောင်မြင်မှုတွေအများကြီးရရှိခဲ့ပေမဲ့လည်းအခုအခါမှာတော့သူမဝဒနာပါရစီးပွားရေးလုပ်ငန်းတွေကိုအချိန်ပြည့်ဦးစားပေးလုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။နှမျိုးစရာကောင်းပေမဲ့သူမရွေးချယ်တဲ့လမ်းကြောင်းသစ်မှာအောင်မြင်မှုတွေထပ်မံရရှိဖို့ပရိသတ်တွေကဆုတောင်းပေးနေကြပါတယ်။အနုပညာရှင်ဘဝကနေစီးပွားရေးလုပ်ငန်းရှင်မကြီးဖြစ်ပြောင်းလဲသွားတော့မယ်။သူမရဲ့ခြေလှမ်းတွေကတကယ်ကိုပြတ်သားလွန်ပါတယ်။ အသက်9လမှာပထမအကြိမ်ရွှေတကုံဖျားကိုဖူးခဲ့တဲ့အော်ရာလေးကတော့အမေရိကကနေမြန်မာနိုင်ငံသို့တကူတကပြန်လာပြီးဖေဖေအောင်မင်းခန့်နဲ့အတူရွှေတကုံဖျားဖူးခဲ့တာပါအသက်9လသာရှိသေးပေမဲ့လည်းခရီးရွှေကြီးကိုဖျက်လာပြီးဖေဖေမွေးနေ့အမိကိုရောက်လာခဲ့တာလည်းဖြစ်ပါတယ်အော်ရာလေးကတော့မိသားစုနဲ့အတူရွှေတကုံဖျားကိုပျော်ရွှင်စွာနဲ့ဖူးမြော်နေတဲ့ပုံလေးတွေကိုလည်းယခုလိုမျိုးအောင်မင်းခန့်ကချပြခဲ့ပါတယ်ခင်မွန်းတဲ့ရဲ့မွေးနေ့အမိမြန်မာနိုင်ငံကိုအရောက်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်အောင်မင်းခန့်ရဲ့ဇနီးဖြစ်သူကတော့US ကနေသမီးလေးနဲ့အတူတူမြန်မာနိုင်ငံကိုပြန်လာခဲ့တာပါ။အောင်မင်းခန့်ရဲ့မွေးနေ့အမီလေးကိုပြန်လာခဲ့တာဖြစ်ပြီးသမီးလေးနဲ့အတူတူဖြတ်တန်းခွင့်ပေးခဲ့တာပါ။အောင်မင်းခန့်ကတော့သူ့ရဲ့မွေးနေ့လေးမှာမိသားစုလိုက်ရွှေတကုံဖျားကိုတွားရောက်ဖူးမြော်ခဲ့တာတွေ့ရပါတယ်။ဖြစ်သူက300ကျော်ဝန်းကျင်ရှိတဲ့ဒေါ်လာ9000တန်မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ဥက္ကကျော်တရုတ်ဆောင်စုပန်ထွားရဲ့ခင်မွန်းဖြစ်သူဥက္ကကျော်ကတော့ဝင်းရလက်ဆောင်ရရှိခဲ့လို့အရန်ကိုပျော်ရွှင်နေတယ်လို့သိရပါတယ်။မိခင်ဖြစ်သူဒေါ်မြမြဝင်းစီကအမေရိကန်ဒေါ်လာ9000ကိုဝင်းရလက်ဆောင်ရခဲ့တာဖြစ်ပြီးတနည်းဖြစ်သူကလည်းဒေါ်လာတွေနဲ့လက်ဆောင်တွေပေးခဲ့တာပါ။စုပန်ထွားနဲ့ဥက္ကကျော်တို့ဟာတော့တားလေးတယောက်ကိုပိုင်ဆိုင်ထားပြီးပဲဖြစ်ပါတယ်။စုပန်ထွားကတော့ကာလာပေါက်ကြီးမြန်မာငွေကျပ်45သိန်းတန်မိုးရှိတဲ့ဝင်းရလက်ဆောင်ကိုပေးခဲ့တာပါ။ခင်မွန်းတဲ့ဥက္ကကျော်ရဲ့ဝင်းနေမှာမိတ်ဆွေပေါင်းသိန်းများတွေကဝင်းနေလက်ဆောင်တွေပေးခဲ့ကြပြီးဇနီးဖြစ်သူကဒေါ်လာ100တန်10ရက်ကိုတော့ဝင်းနေလက်ဆောင်ပေးခဲ့တာပါ။ဒေါ်လာ1000ဟာတော့မြန်မာငွေကျပ်45သိန်းတန်ဖိုးရှိကြောင်းလည်းသိရပါတယ်။ဒီဘဝကနေထိတ်တန်းမင်းသားဖြစ်လာသူ3ဦး။လက်ရှိချိန်မှာတော့ထိတ်တန်းမင်းသားအဖြစ်နဲ့ရပ်တည်နေတဲ့ဒီမင်းသား3ဦးဟာတော့အောက်ခြေဘဝကနေစူးစမ်းလာခဲ့တာလို့ပြောရင်တော့ပရိသတ်ကြီးအနေနဲ့လုံးဝယုံမှာမဟုတ်ပါဘူး။စကားခေါ်ရမဲ့သူတာမရှိတာကြောင့်တောင်းရိုက်နေရတဲ့ဘဝအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတဲ့မင်းသားတွေကသူတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော်။နံပါတ်3ပိုင်တကွန်ကတော့မြန်မာနိုင်ငံကအမှုပညာရှင်တွေရဲ့လက်လန်းမိတဲ့နိုင်ငံတကာအမှုပညာလောကကြီးအောင်မြင်နေတဲ့မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းအောက်ခြေဘဝကနေတိုးဝင်နေတယ်လို့ပြောရင်တော့ဘယ်သူမှယုံမှာမဟုတ်ပါဘူး။ပိုင်တကွန်ကတော့အမှုပညာလောကထဲမှာမော်ဒယ်တစ်ယောက်အနေနဲ့ဝင်လာခဲ့သူလည်းဖြစ်ပါတယ်။ဒီချုံမော်တာကြောင့်တချင်းဖီရိုတွေမှာခွဲရိုက်ခြင်းခံရပေမဲ့ရုပ်ရှင်ဇာတ်ကားရက်ခုခွင့်မရခဲ့ပါဘူး။တခန်းစနှခန်းစတော့မရိုက်ခဲ့ရပါဘူး။ဖုန်ကြီးဝစ်ပြီးတင်လိုက်တဲ့ပုံကြောင့်သာအာရှတခွင်ကအမျိုးသမီးတို့ကြားမှာဟိုလေးတကြော်ဖြစ်သွားခဲ့တာပါ။ဒါကြောင့်မလို့လဲပိုင်တကွန်ကတော့နိုင်ငံခြားမှာပါရုပ်ရှင်စကားကြီးတွေအများကြီးရိုက်ကူးလာခဲ့ရတာပါ။ပိုင်တကွန်ကတော့နိုင်ငံခြားမှာရုပ်ရှင်တောက်လျှောက်ရိုက်နေရပေမဲ့လည်းမြန်မာနိုင်ငံမှာတော့ရုပ်ရှင်စကားကြီး9000မှပြည့်အောင်ရိုက်ကူးရသေးပါဘူး။